အားလုံးပဲမင်္ဂလာပါဒီကနေ့ဟာကျွန်တော်တို့ကက်သလစ်ခရစ်ယာန်များအတွက်အင်တန်မှအရေးကြီးသောအချိန်အခါသမယဖြစ်သောဝါရင်းကာလပထမတနင်္ဂနွေနေ့ဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ကက်သလစ်ခရစ်ယာန်တွေဘဝအတ္တမှာကျင့်ကြံဖို့ရန်အတွက်ပါရမီတစ်ခုဖြစ်သောနားထောင်နာခံခြင်းပါရမီအကြောင်းကိုဝေမျှပေးမှာဖြစ်ပါတယ်နားထောင်နာခံခြင်းဆိုတာကျွန်တော်တို့ကက်သလစ်ခရစ်ယာန်ဘဝအတ္တမှာမဖြစ်မနေကျင့်ကြံရမယ့်ပါရမီတစ်ခုဖြစ်သလိုပြန်လည်ပြီးတော့လည်းပဲသတိရရမယ့်အချက်ကကျွန်တော်တို့ရဲ့နားထောင်နာခံခြင်းဆိုတာကစစ်မှန်တဲ့နားထောင်နာခံခြင်းကိုကျင့်ကြံဖို့ရန်လိုအပ်ပါတယ်ဒီကနေ့ကျွန်တော်တို့ကြားခဲ့ရတဲ့ပထမကျမ်းစာကဘာဦးကျမ်းမှာကျွန်တော်တို့ရဲ့ရှေးမိဘဘိုးဘွားတွေဖြစ်သောအာရန်နဲ့အေဝါတို့သည်ဖခင်ရဲ့စကားကိုနားထောင်နာခံရမယ့်အစားနတ်ဆိုးရဲ့ဖျားယောင်သွေးဆောင်ခြင်းစကားကိုနားထောင်နာခံပြီးတဲ့နောက်မှာကျွန်တော်တို့လူသားတွေအပြစ်ထဲကိုကြားရောက်သွားကြပါတယ်ထို့အတူပဲဒီကနေ့ဒုတိယကျမ်းစာမှာရှင်ပေါလုရဲ့ရောမဩဝါဒစာမှာလူတစ်ယောက်ရဲ့နားထောင်ခြင်းမရှိတဲ့အတွက်ကြောင့်လူတွေအားလုံးအပြစ်ထဲကိုကြားရောက်ရသလိုလူတစ်ယောက်ရဲ့နာခံမှုကြောင့်နားထောင်မှုကြောင့်လူသားအများဖြောင့်မတ်ရာကိုရောက်ရတယ်လို့ဆိုထားပါတယ်ဒီအချက်ကိုကြည့်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့နားထောင်နာခံခြင်းဆိုတာကဖခင်ရဲ့တရားဓမ္မတွေကိုနားထောင်နာခံပြီးတော့ဖခင်ရဲ့အတန်ကိုကျွန်တော်တို့တွေကလက်ခံရမှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဖခင်ရဲ့ပြည့်ညတ်တော်တွေကိုကျွန်တော်တို့ကလက်တွေ့ဘဝမှာပြန်လည်ကြိုးစားကျင့်ကြံဘဝကိုတည်ဆောက်ခြင်းအားဖြင့်လာနိုင်မယ်ကျွန်တော်တို့ဒီဖခင်ရဲ့စကားကိုနားထောင်တယ်ဖခင်ရဲ့တရားတော်ကိုကျွန်တော်တို့ကနာခံမှုရှိတယ်လို့ဆိုနိုင်ပါတယ်။ဒီကနေ့အသက်ပေးတဲ့နှုတ်ကပတ်တော်အင်္ဂလိပ်ကျမ်းစာမှာခရစ်တော်ယေရှုဖခင်ရှင်သည်နတ်ဆိုးရဲ့စကားနတ်ဆိုးရဲ့ဖြားယောင်သွေးဆောင်ခြင်းကိုနားမထောင်ခဲ့ပါဘူးဒါကြောင့်မလို့နတ်ဆိုးရဲ့လက်ကွင်းမှာသူဟာမကြောက်ရောက်ခဲ့ပဲနဲ့နတ်ဆိုးကိုမောင်းထုတ်နိုင်ခဲ့ပါတယ်ကျွန်တော်တို့နားထောင်နာခံခြင်းဆိုတာကျွန်တော်တို့ကက်သလစ်ခရစ်ယာန်ဘဝအရောက်စီတိုင်းမှာမဖြစ်မနေကျင့်ကြံရမယ့်တာဝန်ဝတ္တရားရှိပါတယ်ဇနီးတဲ့နဲ့ခင်မွန်းတဲ့အပြန်လန်းနားထောင်နာခံခြင်းမိဘနဲ့သားသမီးအပြန်လန်းနားထောင်ရခြင်းစသည်အဖြစ်ဒါတွေကိုကျွန်တော်တို့ကျင့်ကြံရမှာဖြစ်ပါတယ်ကျွန်တော်တို့ကက်သလစ်ခရစ်ယာန်များအနေနဲ့ပြန်သတိရမှာပြီးခဲ့တဲ့နှစ်တွေဖြစ်တဲ့2021ခုနှစ်ကနေပြီးတော့2023ခုနှစ်အထိကမ္ဘာလုံးဆိုင်ရာဓမ္မညီလာခံပြုလုပ်ခဲ့စဉ်မှာဒီအစည်းအဝေးကိုပြုလုပ်တဲ့အခါမှာတူညီတဲ့ပုံစံလေးတစ်ခုကဇပွဲဝိုင်းမှာစုဝိုင်းပြီးတော့အတူတူထိုင်ပြီးတော့ဘုရားရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုသူကဖတ်ရှုတယ်ကျန်တဲ့သူတွေကနားထောင်ကြတယ်နားထောင်ပြီးတဲ့အခါမှာပြန်လည်ပြီးတော့မိမိရရှိတဲ့သတင်းကောင်း message ကိုပြန်လည်ပြီးတော့ဝေမျှကြတယ်ဒီလိုမျိုးဝေမျှတဲ့အခါမှာကျန်တဲ့သူတွေကလည်းပဲနားထောင်ရပါတယ်အဲ့ဒီမှာဝိညာဉ်တော်ဘုရားရဲ့အသံကိုနားထောင်မှုရန်အတွက်ဓမ္မညီလာခံကကျွန်တော်တို့ကိုတင်ပေးပါတယ်ဝိညာဉ်တော်ဘုရားရဲ့အသံကိုနားထောင်ရုံနဲ့မကဘဲနဲ့ကျွန်တော်တို့တူးနဲ့တူးလည်းပဲနားထောင်ခြင်းနာခံခြင်းရှိဖို့ရန်လည်းတင်ပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကက်သလစ်ခရစ်ယာန်တွေပါရမီတွေမြောက်များစွာကျင့်ကြံမှုတာဝန်ဝတ္တရားရှိပါတယ်အဲ့ဒီပါရမီတွေထဲမှာနားထောင်နာခံခြင်းပါရမီတွေတစ်ခုအပါအဝင်ဖြစ်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့ရဲ့နားထောင်နာခံခြင်းဆိုတာကခရစ်တော်လမ်းပြခဲ့သလိုပဲနတ်ဆိုးရဲ့စကားကိုနားမထောင်ဘဲနဲ့ခမည်းတော်ဖခင်ရဲ့စကားကိုနားထောင်ဖို့ခမည်းတော်ဖခင်ရဲ့ပြည့်ညတ်တော်တွေကိုနာခံဖို့စစ်မှန်တဲ့ဒီနားထောင်နာခံခြင်းပါရမီကိုကျင့်ကြံဖို့ရန်ကျွန်တော်တို့တွေပြန်လည်ပြီးတော့မိမိကိုယ်ကိုသတိရကြမှာဖြစ်ပါတယ်ခရစ်တော်ကလည်းပဲကျွန်တော်တို့ကိုပြန်ပြီးတော့သတိပေးထားသလိုဒီကနေ့ကျွန်တော်တို့ကြားနာခဲ့ရတဲ့ပထမကျမ်းစာကဘာဦးကျမ်းနဲ့ဒုတိယကျမ်းဖြစ်တဲ့ရောမဩရာစာကလည်းပဲကျွန်တော်တို့ကိုတိုက်တွန်းနှိုးဆော်နေခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ရဲ့သာသနာကျွန်တော်တို့ရဲ့လူမှုအတိုင်းဝိုင်းမှာတူနဲ့တူနားထောင်ခြင်းနာခံခြင်းတွေရှိကြမယ်ဖခင်ရဲ့တရားဓမ္မတော်တွေကိုနားထောင်နာခံပြီးတော့လက်တွေ့ဘဝမှာပြန်လည်ပြီးတော့ကျင့်ကြံကြမယ်ဆိုရင်ကျွန်တော်တို့ဒီစစ်မှန်သောဖခင်ရဲ့သားသမီး
မှန်ကန်သောခရစ်တော်ရဲ့နောက်လိုက်ခရိယန်ကောင်းပြည်သားစွာနဲ့အသက်တာကိုကျွန်တော်တို့တွေပုံသက်တည်ကောင်းပြနိုင်ကြမှာဖြစ်ပါတယ်သင်တို့အရောက်စီတိုင်းကိုဘုရားသခင်သည်ကြွယ်ဝသောကောင်းကြီးမင်္ဂလာများအစဉ်မြဲသုံးလောင်းပေးသနာတော်မူပါစေသောအာမင်